အတူအခမ်းအနားကိုနမောတတဘုရားရှိခိုး၃ကြိမ်ဖြင့်ရွတ်ဆိုပူဇော်၍ဖွင့်လှစ်ပေးပါရန်ရိုသေလေးမြတ်စွာဖြင့်တောက်ထားပန်ကြားအပ်ပါသည်ခင်ဗျာနမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တခန္ဓာကိုယ်နမောတတ္တ၃ချိန်ဘုရားရှိခိုးဖွင့်လှစ်၍နဗနေ့စီစဉ်ရဇာတော်ရှင်မြတ်ကြီးခြေတော်ရင်းတို့ဝိစင်း၍တရားလူကံကြောက်တော်မူလာကြကုန်သောတရားနာပိဋကပေါင်းသူတော်ကောင်းတို့မှာဩကာသကတော်ကျိုးဖြင့်ညီညာဖြားဖြားကတော်ကြပါကုန်စို့သူတော်ကောင်းအပေါင်းကိုဩကာသဩကာသဩကာသကာယကံဝစီကံမနောကံသဗ္ဗဒေါသခတ်သိမ်းသောအပြစ်တို့ကိုကြောက်ပါစေခြင်းအကျိုးငါပထမဒုတိယတတိယတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်လောက်အောင်ခရယေတနာတရားယေတနာသံဃာယေတနာယေတနာမြတ်သုံးပါးတို့ကိုအယူအသေးအလေးအမြတ်လက်ဆုံးမိုး၍ရှိခိုးပူဇော်ဘုမြောင်းမှန်လျှော့ကတော်ပါ၏ရှင်တရားရောရသောဒုအားကြောင့်အပေလေးပါကတ်သုံးပါရပြည့်ရှိပါရလူမျိုး၅ပါးဝိပဿနာတရား၄ပါးယတနာတရား၅ပါးတို့မှာအခါခတ်သိပြင်းလို့ငြိမ့်ပြီးဖြစ်၍ငါတရားဘုတရားနိဗ္ဗာန်ချမ်းသာတရားတော်မြတ်ကိုရပါလို့ဤအရှင်ဘုရားယနေ့ယခုစီဘူအားထုတ်ပြုလို့ရသောဘုရားတပည့်တော်မာတို့ရဲ့ခန္ဓာ၏နှလုံးသားထဲ၌ယုံကြည်မှုဆိုတဲ့တရားတရားအပြည့်အဝလက်ကင်ထားပြီးတော့ကွယ်လွန်နိစ္စရောက်သွားကြကုန်သောအနန္တဂိုင်းဝင်မိခင်ဖခင်များဖြစ်ကြကုန်သောဘုရားကျောင်းရဟန်းတိုင်ကာကြီးဥအောင်ကျိုင်ဘုရားကျောင်းရဟန်းမာကြီးဒေါ်အုပ်ကြီးတို့အားရည်စူးရည်မှန်း၍ဓမ္မဒါနတရားဓုဆင်ကျင့်ပါသောအချိန်ကာလသမယ၌ရှုစွာပဏာမအနေအဖြင့်